မြောက်ဝင်ရိုးစွန်းကိုဦးတည်သွားနေတဲ့သင်္ဘောတစ်စင်းဟာအေးခဲနေတဲ့ရေခဲပြင်ကြားမှာပိတ်မိနေပါတယ်။သင်္ဘောသားတွေပင်ပန်းနေကြပေမဲ့ကပတိန်ကတော့ခရီးစဉ်ကိုအဆုံးထိရောက်အောင်သွားမယ်လို့အခိုင်အမာပြောပါတယ်။တညမှာတော့ဝေးလံတဲ့နေရာကမီးရောင်ကိုမြင်လိုက်ရတာကြောင့်တွားရောက်စစ်ဆေးကြရမှာတွေးဆွနေပြီးမီးလောင်နေတဲ့တဲတစ်ခုနဲ့အတူခြေတူးတက်ထားတဲ့လူတစ်ယောက်ကိုဒဏ်ရာတွေနဲ့တွေ့ရှိခဲ့ရပါတယ်။သင်္ဘောသားများကအဲ့ဒီလူကိုသင်္ဘောပေါ်တင်ဆောင်လာတဲ့အချိန်မှာပဲလူနဲ့တူတဲ့တရဝါကြီးတစ်ကောင်ကသူတို့ကိုတိုက်ခိုက်လာပါတော့တယ်။အဲ့ဒီတရဝါကြီးဟာတနတ်နဲ့အပြစ်ခံရပေမဲ့မသေးဆုံးပဲသင်္ဘောကိုပါမြောက်နိုင်တဲ့အထိခွန်အားကြီးမားပါတယ်။နောက်ဆုံးမှာတော့ရေခဲပြင်ကိုဖောက်ခွဲလိုက်တဲ့အတွက်အဲ့ဒီတရဝါကြီးဟာရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ကပတိန်ကဒဏ်ရာရတဲ့သူကိုပြုစုပေးရမှလူနာဟာဗစ်တာဖရန်ကင်စတင်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဗစ်တာကအဲ့ဒီတရဝါဟာသူဖန်တီးထားတဲ့သူပဲလို့ဝန်ခံလိုက်ပါတယ်။ဗစ်တာဟာငယ်စဉ်ကတည်းကဆရာဝန်ဖခင်ရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရသူပါမိခင်ဖြစ်သူကွယ်လွန်သွားတဲ့အခါတေခြင်းတရားကိုအနိုင်ယူဖို့စိတ်အားထက်သန်ခဲ့ပြီးအသက်ရှင်ခြင်းနဲ့တေခြင်းကိုနားလည်အောင်ကြိုးစားခဲ့ပါတယ်။လန်ဒန်မှာပညာသင်ကြားရင်းအသေးကောင်ပိုင်းစတွေကိုစုစည်းပြီးလျှက်စစ်တပ်အားနဲ့အသက်သွင်းတဲ့စမ်းသပ်ချက်ကိုအောင်မြင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဟာလန်ဒါဆိုသူနဲ့တွေ့ဆုံပြီးသူ့ရဲ့သုတေသနတွေအတွက်ငွေကြေးထောက်ပံ့မှုရခဲ့ပါတယ်။ဗစ်တာဟာသူချစ်တဲ့အမျိုးသမီးအဲလီဇဘတ်နဲ့တွေ့ဆုံခဲ့ပေမဲ့သူ့ရဲ့စမ်းသပ်ချက်တွေကြောင့်သူတို့ကြားမှာအဆင်မပြေမှုတွေဖြစ်လာခဲ့ပါတယ်။ဗစ်တာဟာအန္တရာယ်ရှိတဲ့နေရာတွေကနေအလောင်းတွေကိုစုဆောင်းပြီးလူသေးတွေကိုအသက်သွင်းဖို့ပြင်ဆင်ပါတယ်။ဟာလန်ဒါဟာအသက်လူနေရတဲ့အခြေအနေမှာသူ့ရဲ့စိတ်ဝိညာဉ်ကိုလူသေးရဲ့ကိုယ်ထဲထည့်ပေးဖို့တောင်းဆိုပေမဲ့ဗစ်တာကညှင်းပယ်ခဲ့ပါတယ်။စကားများရန်ဖြစ်ကြရင်ဟာလန်ဒါတည်ဆုံသွားခဲ့ပြီးဗစ်တာဟာအားလုံးအတွက်အန္တရာယ်များတဲ့လူနဲ့တူတဲ့တတဝါကိုဖန်တီးလိုက်ပါတော့တယ်။အစပိုင်းမှာတော့အဲ့ဒီတတဝါဟာဘာမှမသိနားမလဲပဲကလေးတယောက်လိုပဲရှိပါတယ်။ဒါပေမဲ့ဗစ်တာကသူ့ကိုအကျဉ်းချထားပြီးအနိုင်ကျင့်တဲ့အခါတတဝါဟာနာကျင်မှုတွေတိုးပွားလာပါတော့တယ်။အဲ့ဒီတတဝါဟာထွက်ပြေးလွတ်မြောက်သွားပြီးတောအုပ်ထဲမှာလူအိုကြီးတယောက်ရဲ့ကျေးဇူးကြောင့်လူသားဆန်တဲ့စိတ်ဓာတ်နဲ့အသိပညာတွေကိုသင်ယူခဲ့ပါတယ်။ဒါပေမဲ့လူတွေရဲ့မုန်းတီးမှုကြောင့်သူဟာအတိတ်ကိုပြန်ရှာရင်းသူ့ရဲ့ဖန်တီးရှင်ဗစ်တာကိုပြန်တွေ့ဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာတော့ဗစ်တာရဲ့လက်ထပ်ပွဲညမှာတရဝါကြီးရောက်လာပြီးအလွန်အမင်းရန်ညှိုးထားမှုတွေကြောင့်အဲလီဇဘတ်ကိုတပ်ဖြတ်လိုက်ပါတယ်။ဗစ်တာဟာသူ့ရဲ့အမှားကိုသိလိုက်တဲ့အခါနောင်တရပြီးတရဝါကြီးကိုလိုက်လံတိုက်ခိုက်ဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာတော့ဗစ်တာဟာတေဆုံးခါနီးအချိန်မှာသူဖန်တီးထားတဲ့လူနဲ့တူတဲ့တရဝါကြီးကိုခွင့်လွှတ်လိုက်ပြီးငါရဲ့သားလို့ခေါ်ဆိုကာသူ့ကိုအသက်ဆက်ရှင်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဗစ်တာကွယ်လွန်သွားတဲ့အခါတရဝါကြီးဟာသူ့ရဲ့ဖန်တီးရှင်ကိုနမ်းရှိုက်ပြီးနောက်ကဘာကြီးတဲကိုတယောက်တည်းရှောက်လန်းသွားပါတော့တယ်။ဒီရုပ်ရှင်အကြောင်းကိုကြိုက်နှစ်သက်တယ်ဆိုရင် channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦး။